အလေအစ်စ်လဲတာတဲ့ငွေလိုက်ပေးရသေးလားတဲ့ကဲအဲ့ဒါလူတိုင်းကြည့်ချင်တဲ့တင်စင်တာပြဿနာပါနော်ကဲညီမလေးကအဟောင်းပေးတယ်ဆိုတာအမတို့ရှိမှရှိတဲ့အဟောင်းဆိုတာကဘယ်တော့မှသုံးမှမသိဘယ်ဖဲချင်းမှဝယ်ထားမှမသိဘယ်လိုပုံစံမှမသိတဲ့အဟောင်းတွေကိုညီမလေးကအမတို့ကို short ဆေးပေးတင်လို့ဝယ်လိုက်တာပါရှင်ဘလို့လေးဝယ်လာလဲဆိုတော့ညီမလေးကဆိုင်မှာဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်တော့ရောင်းဈေးလေးတွေရှိပါတယ်ပုံမှန်ရောင်းဈေးအပြင်ကိုညီမလေးကကိုဝယ်တဲ့လူလေးတွေကိုပေါ့နော်20% discount 20% discount ဆိုတာကညီမလေးပြပြမယ်တသိန်းကို2000တောင်လျှော့ပေးတာနော်ပြီးလို့ရှိရင်ညီမလေးဗာပေးသေးလဲဆိုလို့ရှိရင်အာမခံပေးသေးတယ်ဒီကောင်းလေးမျိုး6လအာမခံပေးထားတယ်အဲ့6လအတွင်းမှာဒီလိုဖောင်းတာတို့ပြက်တာတို့ဆိုလို့ရှိရင်ညီမလေးကပတ်စံတပြားမှမယူဘဲနဲ့အလိုက်ပြန်လဲပြီးမှအသက်တစ်လုံးနဲ့ပြန်ချင်းပြီးမှအဲ့ဒါအဟောင်းပေးအသိယူလို့ပြောတာညီမလေးရှိမှတစ်ခါနဲ့ဝယ်ရုံနဲ့ညီမလေးက6လအတွင်းတကယ်လို့ပြက်သွားခဲ့ရင်နောက်တစ်လုံးအသက်ပေးအောင်မှာမလို့အဲ့ဒါကြောင့်အဲ့လိုမျိုးပြောတာပါရှင်အခုချိန်မှာတော့အမတို့ကဝယ်တဲ့ဈေးပုံမှန်ဈေးပေါက်ဈေးထက်ကိုဘယ်လောက်တက်တာလဲဆိုလို့ရှိရင်2000တက်တာတယ်ကျူဝါကုတ် international ကျူဝါကုတ်ပါမယ်နောက်ပြီးလို့ရှိရင်6လအာမခံပါမယ်ညီမလေးအဲ့ဒါကြောင့်ဒီညီမလေးရှိမှာဝယ်တဲ့ဟာလေးကြီးကအရန်တန်နေလို့ညီမလေးကတင်းပေးတာပါရှင်ဝယ်သူလေးလက်ထဲကိုရဥမာဝယ်မယ်လို့စဉ်းစားနေတယ်ဆိုလို့ရှိရင်လည်းခုလိုချိန်လေးမှာခြားလုံးလေးကိုဝယ်လိုက်တကယ်လို့မဝယ်ဘူးဝယ်ငါမှတော့အဟောင်းကြီးပဲရှိရဆိုဒီလိုအဟောင်းကြီးကိုအသက်ဖြစ်အောင်လုပ်ထားလိုက်ရင်ဒါအချိန်မရွေးသုံးလို့ရတဲ့ပစ္စည်းပေါ့နော်ဒီလိုမျိုးပေါင်ဝက်ဘက်တစ်လုံးကနောက်ကြလို့ရှိရင်ဘက်ထရီတစ်လုံးလက်ထက်မှာတိုင်းထားသလိုအကုန်သုံးဝင်မှာအမှန်ပဲပေါင်ဝက်ဘက်နဲ့မီးထုံမလားပေါင်ဝက်ဘက်နဲ့ wifi သုံးမလားပေါင်ဝက်ဘက်နဲ့ပန်ကာဖွင့်မလားပေါင်ဝက်ဘက်နဲ့ဒီလိုမျိုးဘယ်လိုပြောမလဲဆိုလို့ရှိရင်ဖုန်းတွေများအားသွင်းမလားပေါင်ဝါပန်းလေးတွေနဲ့သုံးလို့ရတဲ့ပစ္စည်းလေးတွေအများလာပြီအားသွင်းမိသေးတွေဒီလိုအားသွင်းမိသေးတွေကအစားပေါင်ဝါပန်းနဲ့ထုံးပြီးသုံးလို့ရတယ်အဲ့လိုမျိုးလေးတွေဖြစ်လာတဲ့အပေါ်မှာညီမလေးကပေါင်ဝါပန်းလေးကိုရှော့စီးလေးလည်းထားပေးတယ် international brand လည်းရောင်းပေးတယ်6လအမှခံလည်းပေးတယ်ဒီကြားထဲပြန်ရင်လည်းအသက်လည်းဖေအောင်မှာဆိုဘာလို့သေးလဲရှင်အဲ့ဒါကြောင့်ဘာလို့သေးလဲ Ever Smile ကိုလာဖို့ဘာလို့သေးလဲလို့ပြောချင်တာပါစစ်စစ်ဖြစ်ပါတယ်